1945စောပိုင်းကာလတစ်ခုမှာဂျာမန်တိုက်ခံတွေစုဝေးရာဂက်စတာဘိုဌာနချုပ်ကိုဘုံကျဲပေးဖို့ဒိမတ်ဘက်ကပြည်ထောင်လေတပ်ကိုထပ်တလဲလဲတောင်းဆိုလာခဲ့ပါတယ်။ဂျာမန်တိုက်ခံတွေဘက်ကလည်းလူသားဒဇာခံတွေထားတာကြောင့်ပြည်ထောင်ဘက်ကတိုက်ခိုက်မယ်ဆိုရင်တောင်ချက်ချင်းဆုံးဖြတ်လို့မရနိုင်သေးတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။နယ်မျိုးလေးတစ်မျိုးမှာတော့ဟင်နရီဆိုတဲ့ဆယ်ကျော်သက်လေးတစ်ယောက်ကလေကြောင်းတိုက်ခိုက်မှုကိုမျက်စိရှေ့တင်တွေ့လိုက်ရပြီးအကြောက်လွန်သွားတာကြောင့်စကားမပြောနိုင်တဲ့အခြေအနေအထိဖြစ်သွားခဲ့ရပါတယ်။နာဇီဂျာမန်တွေရဲ့အုပ်ချုပ်မှုတွေရောထွေးနေတဲ့ဒိမတ်မှာဟစ်ပိုလို့ခေါ်တဲ့ဒိမတ်ဂျာမန်အယောရက်တပ်ဖွဲ့ကရှိနေခဲ့ပြီးအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Frederick ကိုတော့မိဘတွေကလုံးဝမချီးပြူပဲရှိနေခဲ့ပါတယ်။တစ်ဆက်ဖောက်သတင်းပေးတယ်လို့ထင်တာနဲ့လူမြင်ကွင်းရှေ့မှာချက်ချင်းတက်ပစ်တဲ့အခြေအနေတွေကနိုင်ငံရေးအရဆိုရင်တော့မြင်ရတဲ့ကလေးငယ်တွေအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ်။အဖြစ်အပျက်ဆိုးတစ်ခုကိုမျက်စိရှေ့မှာမြင်လိုက်ရတဲ့ဟင်နရီကတော့ကောင်းကင်ကိုမြင်တိုင်းကြောက်ရွံ့နေခဲ့တယ်လို့အတန်လုံးဝမထွက်တော့တာကြောင့်ဆရာဝန်နဲ့ပြသခဲ့ပေမဲ့အခြေအနေကပိုဆိုးသွားခဲ့ပါတယ်။ကြောက်ရွံ့စိတ်ကြောင့်အတန်ပြောက်သွားတဲ့ကလေးငယ်တယောက်ကိုထပ်မံကျိမ်းပေါင်းနေတဲ့ဆရာဝန်ရဲ့လုပ်ရက်ကပုံမဆိုးဝါးတဲ့အခြေအနေတစ်ခုကိုဖန်တီးတယ်လို့ဖြစ်လာခဲ့ပါတယ်။ဗြိတိန်လေတပ်မှလည်းဂျာမန်ထောက်ပို့ကားနဲ့တာမန်တက်စီတစ်စီးကိုမှားယွင်းပစ်ချခဲ့မိတာကြောင့်လေယာဉ်မှုတွေအတွက်အပြေရှားရမယ့်ပြဿနာတစ်ရက်ကတိုးလာခဲ့ပါတယ်။ဂက်စပိုဌာနချုပ်မှာတော့တစ်စပေါက်တစ်ယောက်ကိုရိုက်နှက်မေးမြန်းနေခဲ့တယ်လို့တစ်ဖက်မှာလည်း Sister Teresa ဆိုတဲ့သီလရှင်တစ်ပါးကသူ့ကိုယ်သူရိုက်နှက်နေရင်အပြစ်ပေးနေခဲ့ပါတယ်။ဖယားသခင်ကကောင်းတဲ့လူကိုကယ်တင်နေမကောင်းတဲ့လူကိုအပြစ်ပေးတယ်ဆိုပေမဲ့လက်ရှိအပြစ်မဲ့တဲ့သူတွေအကြောင်းမဲ့အသက်ခံနေရတဲ့အခါ Sister Teresa အတွက်တော့ဖယားသခင်ရဲ့ဖြစ်တည်မှုကမေးခွန်းထုတ်ချင်စရာဖြစ်လာခဲ့ပါတယ်။ကောင်းကင်ကိုမြင်တိုင်းအကြောက်ကြီးကြောက်နေတဲ့ဟင်နရီကိုတော့မိခင်ဖြစ်သူကအဒေါ်ရီရှိတဲ့မြို့ပေါ်ကိုပို့ဖို့ဆုံးဖြတ်ခဲ့ပြီးဟင်နရီအတော်မှာတော့ရစ်မော်လို့ခေါ်တဲ့သမီးလေးတစ်ယောက်ကရှိနေခဲ့ပါတယ်။အဆောက်အဦထူထပ်တဲ့မျိုးတစ်မျိုးကဟင်နရီစိတ်ဒဏ်ရာအတွက်တစ်မျိုးတစ်ပုံတတ်တာစေမဲလို့ထင်ခဲ့တာဖြစ်တယ်လို့ဟင်နရီတယောက်အဒေါ်ရီရှိတဲ့မျိုးမှာပဲကြောင်းတက်ရမှာဖြစ်ပါတယ်။ဗြိတိန်လေတပ်ထဲမှာတော့ဒိမတ်ရဲ့တောင်းဆိုမှုကြောင့်လက်ရှိဂျာမန်တွေအခြေစိုက်ရာဘုံကိုအိမ်လို့ခေါ်တဲ့ဂက်စတာဘိုဌာနချုပ်ကိုဘုံကျဲဖျက်ဆီးဖို့အစစ်စင်ရေးစတင်ခဲ့ပါတယ်။မြို့တစ်မျိုးရဲ့အလယ်မှာရှိနေတဲ့ဂက်စပိုဌာနချုပ်တစ်ခုတည်းကိုပဲအတိအကျဖျက်ဆီးရမှာဖြစ်နေတာကြောင့်စစ်စင်ရေးကနည်းနည်းလေးမှမှားလို့မရပဲဗြိတိန်လေတပ်ဘက်ကအဖွဲ့3ချိန်နဲ့3ချိန်တိတိဘုံကျဲဖို့အစီအစဉ်ဆွဲထားခဲ့တာပဲဖြစ်ပါတယ်။ရေဒါတွေကိုရှောင်ကွင်းရင်းမတူညီတဲ့နေရာစုံကနေဝင်ရောက်မဲ့အဖွဲ့3ခုကတနေရာတဲကိုတိကျတဲ့အချက်ပြမှုနဲ့ဘုံကျဲမှာဖြစ်ပြီးတိုက်ခိုက်ရေးမှာလည်းစက္ကန့်30ကြာမှပောက်ကွဲမဲ့ဘုံတွေကိုအသုံးပြုမှာပဲဖြစ်ပါတယ်။ဒါကိုသတင်းရထားတဲ့ဂျာမန်တွေကလည်းအတိုက်အခံဒိမတ်လူမျိုးအယောက်30ကိုဌာနချုပ်ထဲမှာဒဇာခံအဖြစ်ဖမ်းဆီးထားခဲ့ပါတယ်။လအတော်ကြာအချိန်ချင်းတောင်းဆိုမှုကိုဗြိတိန်ဘက်ကအခုမှလက်ခံလိုက်တာဖြစ်ပြီးဒိမတ်ဘက်ကအရာရှိတွေကလည်းဂျာမန်တွေလက်ထဲဒဇာခံတွေကိုတိုက်ခိုက်မှုကစတေးလိုက်ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ကမ္ဘာစစ်တွေကြားမှာဂျာမန်တွေရဲ့ဆိုးရုံမှုကတာမန်တော့ဟုတ်မနေပဲလက်ရှိအခြေအနေမှာလည်းမြို့ထဲမှာစိတ်တိုင်းကြမင်းမှုနေတာကြောင့်အများကောင်းမှုအတွက်လူနည်းစုကိုစတေးရမှာပဲဖြစ်ပါတယ်။နောက်နေ့မနက်မှာတော့ဟင်နရီညီမဖြစ်သူရစ်မော့နဲ့ရစ်မော့ရဲ့တငယ်ချင်းအီဗာတို့3ယောက်တူကြောင်းသွားနေခဲ့ကြပြီးရစ်မော့ကတော့ဟင်နရီစကားမပြောနိုင်တော့တာလေကြောင်းထဲမှာတခုခုရှိနေလို့ဖြစ်မယ်ဆိုပြီးကောက်ချက်ချလိုက်ပါတယ်။ကျောင်းမရောက်ခင်လမ်းအကျယ်ကြီးနဲ့ကောင်းကင်အကျယ်ကြီးကိုတွေးလိုက်ရတဲ့ဟင်နရီကကြောက်နေခဲ့တာကြောင့်ရစ်မော့ကပဲကြိုတင်ပြင်ဆင်လာခဲ့တဲ့အစီအစဉ်အတိုင်းလမ်းကူးပေးလိုက်ပါတယ်။စစ်ပွဲတွေကြားမှာကလေးငယ်တွေအတွက်စာသင်ကျောင်းဆိုတာဖះကျောင်းတစ်ခုပဲဖြစ်ခဲ့ပြီး Sister လို့ခေါ်တဲ့သီလရှင်တွေကတော့ဆရာမအဖြစ်တာဝန်ယူပေးရတာပဲဖြစ်ပါတယ်။တစ်စပေါက်တယောက်ကိုအသေးအတန်လိုက်ဖမ်းနေကြတဲ့ဟစ်ပိုရက်တပ်ဖွဲ့ကိုထရီဇာတယောက်လမ်းသွားရင်အမှတ်မတွင်တွေ့လိုက်ရပြီးအဖွဲ့ဝင် Frederick ကိုလည်းငရဲကြမဲ့အကြောင်းတီးတိုးသတိပေးလိုက်ပါတယ်။ဂက်စတာဘိုဌာနချုပ်မှာလည်းဒိမတ်လူမျိုးဒဇာကန်တွေကိုသတင်းပေးပုံမှန်နဲ့တယောက်ပြီးတယောက်ဖမ်းဆီးထားခဲ့တယ်လို့မကြခင်ဘုံကျဲတိုက်ခိုက်ခံရမယ့်အစီအစဉ်ကိုနိုင်ငံရေးနဲ့ရင်းနှီးသူတွေအလုံးကတော့သိရှိနေခဲ့ကြပါတယ်။တညမှာတော့ကင်းလဲနေတဲ့ Frederick နဲ့ Teresa တို့အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး Teresa ပြောသလို Frederick ကတေရင်ငရဲသွားမဲ့သူဖြစ်ကြောင်းသူ့ကိုယ်သူဝန်ခံလိုက်ပါတယ်။စစ်ပြေးကာလမှာ Frederick တို့လိုဂျာမန်တွေနဲ့ပတ်သက်တဲ့သူတွေကတေချာပေါက်အသက်ခံရမှာဖြစ်ပြီးသူ့ကိုယ်သူတေလူလို့သတ်မှတ်ရင်ငါစိုးပါတယ်ဆိုပြီးနာမည်တက်နေတဲ့ Frederick ကိုသူ့ကိုလာနမ်းဖို့ Teresa ဘက်ကပြောလိုက်ပါတယ်။တစ်စပေါက်တယောက်နဲ့သီလရှင်တစ်ပါးရဲ့အနန္တပွင့်ကရုပ်ချီးဖြစ်ပေါ်လာခဲ့တယ်လို့ညအမောင်တူအောက်မှာအစုံအမတွေကိုစန့်ကျင်နေတဲ့အဖြစ်တစ်ခုကအဆုံးသတ်သွားခဲ့ပါတယ်။နောက်ရက်မှာတော့ထရီဇာတို့သီလရှင်တွေကကောင်းသူကဲမကောင်းသူပယ်တဲ့ဖယားသခင်အကြောင်းကလေးတွေကိုသင်ကြားပေးနေခဲ့ပြီးလက်ရှိဒုက္ခတွေဆိုတာကလည်းဖယားသခင်စက္ကန့်ပိုင်းလောက်မျက်ကွယ်ပြုမိတဲ့အချိန်ဖြစ်လာခဲ့တာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ထရီဇာသင်ပေးထားတဲ့အတိုင်းဖယားသခင်ရဲ့စက္ကန့်ပိုင်းကလူသားတွေအတွက်နှစ်နဲ့ချီကြားတဲ့အကြောင်းရစ်မော့ကမိဘတွေကိုရှင်းပြနေခဲ့ပြီးဖယားသခင်သာတရေအိပ်ရင်စစ်ပွဲဆိုတာနှစ်ရာနဲ့ချီကြာမယ်အကြောင်းကလေးဆန်ဆန်ရှောက်ပြောနေခဲ့ပါတယ်။မိဘတွေနဲ့အတူမဟုတ်ဘူးဆိုရင်တော့ဟင်နရီတယောက်မတိမ်မရိပ်ညီမလေးနဲ့မြို့ပြပတ်ဝန်းကျင်ကြောင့်စိတ်ပိုင်းဆရာမှာအတော်လေးကိုကောင်းမွန်စွာပြုလာခဲ့ပြီပဲဖြစ်ပါတယ်။တညမှာတော့ဖះတရားမသိတဲ့ Frederick တယောက်ညာကြီးမင်းကြီး Teresa ရှိတဲ့ဖះเจ้าကိုရောက်အောင်လာခဲ့ကသူ့ကိုဆူတောင်းတက်အောင်တင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။
အနန္တပွင့်ရဲ့အလိုရမက်ကဖះเจ้าထဲမှာမသိလျော်ခြင်းဆိုတဲ့အဖြစ်ဖြစ်စေခဲ့ပြီးဒါကိုတားဆီးခြင်းနဲ့ထရီဇာကတော့လက်ထိတ်ကသွေးကိုဖះသခင်ရဲ့သွေးဆိုပြီးဖရက်ဒရစ်ကိုလှည့်စားရင်းအခြေအနေတွေကိုရပ်တန့်ပစ်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ဗြိတိန်လေတပ်ရဲ့ပထမအဖွဲ့လေယာဉ်တွေကဂက်စတာဘိုဌာနချုပ်တိုက်ခတ်ရေးအတွက်လမ်းကြောင်းပေါ်ရောက်လာခဲ့သလိုပင်လယ်ပြင်ကိုဖျက်ပြန်ရမယ့်အခြေအနေတွေမှာဇင်ယော်တွေကပိုင်းလော့တွေအတွက်သတိထားရမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်။ဌာနချုပ်ရှိတဲ့မြို့လေးမှာတော့မနက်ခင်းတစ်ခုကပုံမှန်တိုင်းလဲပတ်နေခဲ့ပြီးထူးထူးခြားခြားအီဗာတယောက်မနက်စာမစားကျင်တာကြောင့်ဖခင်ဖြစ်သူဆူတာကိုခံနေရပါတယ်။ကျောင်းမသွားခြင်းရင်ဖျားတတ်တဲ့ကလေးတွေရဲ့ထုံးစံအတိုင်းမနက်စာကိုတေချာစားဖို့အဆူခံနေရကဘာမှမစားဘဲကျောင်းကိုထွက်လာတဲ့အီဗာတို့ကတော့လမ်းထိပ်ကနေပဲပေါင်မုတ်ဝင်ဝဲခဲ့ကြပါတယ်။ခက်ဖွဲရွာနေတဲ့မိုးဆက်တွေအောက်မှာဗြိတိန်လေယာဉ်တွေကဒိမတ်နေမီတဲကိုစတင်ဝင်ရောက်လာပြီးဖြစ်တယ်လို့တစ်ဖက်မှာလည်းဖရက်ဒရစ်တယောက်ဟီပိုရက်တက်ဖွဲကနေတူထွက်တော့မဲ့ကြောင်းမိဘတွေကိုဖွင့်ဟနေခဲ့ပါတယ်။စီပီကာလာမှာဒိမတ်ကမကြခင်လွတ်လပ်ရေးရတော့မှာဖြစ်ပြီးဖရက်ဒရစ်တယောက်ဒိမတ်လူမျိုးဆိုရင်တော့ဂျာမန်တွေနဲ့ပတ်သက်ခဲ့တဲ့အတွက်တေချာပေါက်တက်ခံရမှာပဲဖြစ်ပါတယ်။မိဘတွေကတော့တားဖြစ်သူကိုအချိန်မီအဝေးဆုံးကိုပဲထွက်သွားဖို့ရင်နာနဲ့အကြံပေးလိုက်ရပြီးတစ်ဖက်မှာလည်းပြည်တိုင်လေးတက်ရဲ့လေရင်မှုတယောက်ကစိတ်နဲ့လူမကပ်ပဲဖြစ်နေခဲ့ပါတယ်။မနက်ခင်းဘုရားသခင်ရဲ့ကောင်းချီးကိုရေယူရင်းဟင်နရီတို့တွေပြဆက်တိုက်နေကြကစုံမက်ရောက်လာတဲ့ပြည်တိုင်လေးတက်ကတော့အစီအစဉ်အတိုင်းအဖွဲ့၃ဘွယ်ခွဲလိုက်ကြပါတယ်။ပြဆက်တိုက်နေရင်မျက်နှာမကောင်းဖြစ်နေတဲ့အေဗာကိုကျောင်းအုပ်ကြီးကသတိထားမိသွားခဲ့တာကြောင့်မနက်စာမစားခဲ့ရတဲ့အကြောင်းသိလိုက်ရပြီးဟင်နရီနဲ့အတူပေါင်မုတ်သွားစားဖို့ပြောလိုက်ပါတယ်။ရုတ်တရက်တိုက်ခိုက်မှုဖြစ်နေတာကြောင့်ဂျာမန်ရေဒါတွေသတိမထားမိအောင်ပြည်တိုင်လေးတက်ကရေဒီယိုတွေကိုပိတ်ချလိုက်ပြီးမှုံရီမှုံဝါမနက်ခင်းလေးမှာကလေးတွေကတော့ပြဆက်တိုက်ရင်ပျော်ရွှင်နေခဲ့ကြပါတယ်။ရုတ်တရက်တွေးများနေတဲ့ပြည်တိုင်လေးရင်တစင်းကအမျော်စင်တစ်ခုကိုရုတ်တရက်ဝင်တိုက်လိုက်ပြီးနောက်မိထိခိုက်သွားတဲ့လေယာဉ်ပြန်တစ်စီးကအင်ဂျင်တစ်ချမ်းရက်သွားခဲ့ပါတယ်။ထိမရတဲ့လေယာဉ်တစ်စီးကမိโกငွေတွေနဲ့အတူဖះเจ้าတက်တဲ့ကိုပြတ်ကျသွားခဲ့ပြီးရှေ့ပြေးတပ်ဖွဲ့ကတော့ဂက်စတိုဌာနချုပ်ကိုတိတိကျကျဘုံကျဲချနိုင်လိုက်ပါတယ်။ဘုံပေါက်ကွဲမှုကြောင့်ဌာနချုပ်မှာရှိနေတဲ့ဒဇာကန်တွေရောဂျာမန်တွေပါအသေးအကျေဖြစ်ကုန်ကြပြီးဘာမှမသိလေရင်ပြတ်ကျသွားတဲ့ဖះเจ้าမှာတော့ကလေးတွေရောဆီယာမတွေပါရုပ်ရုပ်သေးသေးဖြစ်ကုန်ကြပါတယ်။ပထမဆုံးတပ်ဖွဲ့ကဌာနချုပ်ကိုထိထိမိမိကြီးဘုံကျဲလိုက်နိုင်ပေမဲ့ဒုတိယတပ်ဖွဲ့ကတော့လေရင်ပြတ်ကျလို့မိကုန်းငွေတွေဝေနေတဲ့ဖះเจ้าကိုပြက်မှတ်လို့ထင်သွားခဲ့ပါတယ်။စက္ကန့်30နေမှပေါင်းမဲ့ဘုံတွေကဖះเจ้าတွေကိုအတိုင်းအဆမရှိဝင်ရောက်လာခဲ့ပြီးအပြင်ဘက်မှာလည်းဒုတိယတပ်ဖွဲ့ကပြက်မှတ်မှာဘုံကျဲမိတယ်ဆိုတာကိုသိရှိသွားခဲ့ရပါတယ်။ပြက်မှတ်အမားကြီးကိုတိုက်ခိုက်မိနေကြောင်းသတိပေးဖို့လုပ်နေခဲ့ပေမဲ့အချိန်မမီတော့ဘဲအဆက်မပြတ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကဂက်စပိုဌာနချုပ်အစားဖះเจ้าအပေါ်မှားယွင်းစွာရောက်ရှိလာခဲ့ကြပါတယ်။တိုက်ခိုက်မှုတွေမဖြစ်ခင်ဟင်နရီနဲ့အတူမုတ်စားထွက်နေတဲ့ အီဗာကတော့ဖះเจ้าပြင်ကိုတယောက်တည်းထွက်သွားခဲ့ပြီးဟင်နရီတယောက်နောက်ကနေလိုက်ခေါ်ပေမဲ့လေရင်တွေနဲ့ကောင်းကင်ကိုကြောက်နေမိတာကြောင့်ချက်ချင်းဖះเจ้าထဲကိုပြန်ဝင်လာခဲ့ပါတယ်။အဆက်မပြတ်တဲ့ဘုံသီးတွေကဖះเจ้าတစ်ခုလုံးကိုအပြည့်အစည်အဖြစ်ဖန်တီးပေးလိုက်ရင်မြေတိုက်ခန်းထဲကိုရောက်သွားတဲ့ဆီယာမတွေရောကလေးတွေပါပိတ်မိသွားခဲ့ကြပါတယ်။ဘာမှမသိတဲ့အခြေအနေမှာမိဘတွေကလည်းလမ်းပေါ်ကိုအယူတပိုင်ပြေးထွက်လာခဲ့ကြပြီးထွက်ပြေးဖို့လုပ်နေတဲ့ဖရက်ဒရစ်ကိုတိုင်တော်ပျက်စီးနေတဲ့ဖះเจ้าစီပြန်ရောက်လာခဲ့ပါတယ်။စစ်ဖြစ်တယ်လို့ဘုံကျဲတိုက်ခိုက်မှုမဟုတ်ဘဲနေရာမှာတိုက်ခိုက်မှုဖြစ်နေတာကြောင့်မိသက်ကယ်ဆယ်ရေးတွေလည်းချက်ချင်းရောက်လာခဲ့ကြပြီးအီဗာရဲ့မိဘတွေရောရေမော်ရဲ့မိဘတွေပါအပျက်စီးပုံရှိမှာအယူတပိုင်းဖြစ်နေခဲ့ကြပါတယ်။ဘာမှမသိတဲ့အခြေအနေမှာမြေအောက်ခန်းနဲ့ဝင်လိုက်တာကအမှားတစ်ခုဖြစ်သွားခဲ့ပြီးထရီဇာပါဝင်အားလုံးကအပျက်စီးပုံအောက်မှာပိတ်မိသွားခဲ့ပါတယ်။အပျက်စီးနဲ့ကယ်ဆယ်ရေးတွေကြားမှာဦးကြောင်ကြောင်ဖြစ်နေတဲ့ဟင်နရီကရှောက်သွားနေခဲ့ပြီးလက်တလောဆေးရုံပို့မဲ့ဒဏ်ရာရသူတွေကိုစရင်လုပ်ပေးဖို့မိသက်သမားကြီးတယောက်ကတာဝန်ပေးလိုက်ပါတယ်။နာမည်ဝေစားတဲ့အရေးကြီးတာတွေကိုမှတ်သားရင်းရလာတဲ့စရင်ကိုအနာကပြဆက်ယုံစီပို့ပေးရမှာဖြစ်ခါပြဆက်ယုံထဲမှာတော့ပိတ်မိသူတွေကိုစောင့်ဆိုင်နေတဲ့မိသားစုတွေကရှိနေခဲ့တာပဲဖြစ်ပါတယ်။ရုတ်တရက်အတန်ပြောက်သွားတဲ့ဟင်နရီတယောက်တာဝန်ဆိုတဲ့အရာကိုလက်ခံလိုက်တဲ့အချိန်မှာဘလုံးပထွေးအတန်တချို့ပြန်ထွက်လာခဲ့ပြီးအပြင်ဘက်ကဖရက်ဒရစ်ကလည်းပိတ်မိသူတွေကိုကယ်တင်ဖို့လမ်းကြောင်းရှာရင်းအပြက်စီးပုံတွေတိုးဝင်လာခဲ့ပါတယ်။မြေအောက်ထဲရောက်နေတဲ့ထရီဇာကတော့သူမကိုယ်တိုင်လည်းဇောက်ထိုးပိတ်မိနေတာဖြစ်ပြီးအနားမှာသူ့နီးတူပိတ်မိနေတဲ့ရစ်မော့ကိုလည်းစကားအဆက်မပြတ်ပြောပေးနေခဲ့ပါတယ်။ဟင်နရီလာပို့တဲ့နာမည်စရင်တွေကအမိဘတွေရဲ့မျှော်လင့်ချက်ဖြစ်လာခဲ့ပြီးအတော်ဖြစ်သူကတော့သမီးရစ်မော့ကိုရှာမတွေ့တာကြောင့်ပြရာခတ်နေခဲ့ပါတယ်။မြေအောက်ကရစ်မော့ရဲ့အခြေအနေကပခုံးထဲကနေတန်ချောင်းတစ်ချောင်းထိုးပေါက်ခံရတာဖြစ်ပြီးပိတ်မိနေတဲ့အချိန်မှာတော့ရေတွေကပါဇက်နားထိတက်လာနေခဲ့ပါတယ်။ဟင်နရီလာပို့တဲ့ဒုတိယမြောက်စရင်ကိုတော့ဂျေညာသူကိုယ်တိုင်ကလည်းမဖတ်တတ်တာကြောင့်ဟင်နရီကိုယ်တိုင်ဖတ်ပြပေးလိုက်ရပြီးကြောင်ရွံစိတ်ကြောင့်အတန်ပြောက်သားတဲ့ဟင်နရီကကြောင်ရွံစိတ်ကြောင့်ပဲစကားပြန်ပြောလာနိုင်ခဲ့ပါတယ်။ရစ်မော့ကတော့တင်းရက်ဆဲဆဲအချိန်မှာတော့တစ်ချိန်ကထရီဇာပြောပြဖူးတဲ့ဘုရားသခင်အကြောင်းပြန်ပြောပြနေပြီးလက်တလော့ရေတွေတောက်လျှောက်ဝင်လာတာကြောင့်ကယ်ဆယ်ရေးအဖွဲ့တွေကလည်းရေဆုပ်ထုတ်ဖို့အရင်ဆုံးပြင်ဆင်လိုက်ကြပါတယ်။ဖရက်ဒရစ်တယောက်ရေဆုပ်ပိုင်းနဲ့အတူအပျက်စီးပုံနဲ့နောက်တစ်ချိန်ထပ်ဝင်လာခဲ့ပြီးထရီဇာဘက်ကရစ်မော့ကိုတောက်လျှောက်ခေါ်နေခဲ့ပေမဲ့ရစ်မော့ဘက်ကတော့တိတ်ဆိတ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဖရက်ဒရစ်ရဲ့မဟုတ်ဘူးဆိုတဲ့အော်ဒန်နဲ့အတူဘုရားကျောင်းရဲ့အပျက်စီးတွေကမြေအောက်ထဲကိုကျုံဝင်သွားခဲ့ပြီးထရီဇာရောရစ်မော့ပါအတူပါသွားခဲ့ပါတယ်။အလုံးကမရှိချင်းတရားကိုလက်ခံလိုက်ချိန်မှာတော့အီဗာရဲ့မိခင်တယောက်
က်ပြားဆက်ရုံရဲ့အပြင်ကိုထွက်လာခဲ့ကြပြီးရှင်ကျန်သူတွေစရင်ယူနေတဲ့ဟီနရီနဲ့တွေ့လိုက်ရပါတယ်။ Eva နဲ့ပတ်သက်တာကိုမေးကြည့်လိုက်တဲ့အချိန်မှာတိုက်ခိုက်မှုမဆုံးခင်ကတည်းက Eva တယောက်ဒီနေရာမှာမရှိတော့ဘူးဆိုတာကိုသိလိုက်ရပြီးတခုခုကိုတွေးမိသွားတဲ့ Eva ရဲ့မိခင်ကတော့အိမ်ကိုအပြေးပြန်လာခဲ့ပါတယ်။အဖြူရောင်ဖုံမုတ်တွေတကောလုံးပေးချန်နေတဲ့ကလေးငယ်တယောက်ကမနက်ကမိဘတွေဆူတာခံရပြီးမစားဘူးလို့ညင်းခဲ့တဲ့ဆန်ပြုတ်ကိုအားပါတရစားနေတာဖြစ်ပြီးကြောင်စီစီမျက်လုံးတွေနဲ့သူမရှိရောက်လာတဲ့မိခင်ဖြစ်သူကိုကြည့်နေခဲ့ပါတယ်။ပြည်တင်တော်ဝင်လေတပ်အနေနဲ့ဂက်စတိုဌာနချုပ်ကိုတိုက်ခိုက်ရမှာမှားယွင်းပြီးဖျားเจ้าတစ်ခုကိုပုံကျဲခဲ့မိပါတယ်။အဲ့ဒီပြည့်ရကြောင့်ကလေး86ယောက်အပါအဝင်လူပေါင်း120ကျော်တည်ဆုံးခဲ့ရပါတယ်။ဒီဇက်ကားဟာဒုတိယကမ္ဘာစစ်အတွင်း1945ခုနှစ်မတ်လ21ရက်နေ့ကိုပင်ဟေဂင်မြို့မှာတကယ်ဖြစ်ပွားခဲ့တဲ့ခြေကွဲဖွယ်ရာဖြစ်ရမှန်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အခုလိုမျိုးဇာတ်လမ်းကောင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Million Recap မြန်မာ Channel ကို Like and Subscribe လုပ်ခဲ့ကြဖို့မမေ့ခဲ့ကြပါနဲ့။အားလုံးပဲနောက်ဇာတ်လမ်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။